ပင်စိမ့်ပင်ရဲ့တက်တန်းကိုကြာစေခြင်းရင်ဒီအချက်တွေလုပ်ပေးရပါမယ်။အခုလိုနွေရာသီမှာပင်စိမ့်ပင်တွေကအပင်ငငယ်လေးတွေနဲ့အခုလိုအဖူးတွေဖူးလာတတ်ကြပါတယ်။အဲ့ဒီနောက်မကြခင်မှာအပင်ကရင့်သွားပြီးခြောက်သွားမှာပါ။အဲ့လိုမဖြစ်ပဲတက်တန်းကြအောင်လုပ်ဖို့ဒီနည်းလမ်းကိုတည်ထားရင်ရပါတယ်။အဖူးလေးတွေစထွက်လာပြီဆိုရင်အဖူးရဲ့အောက်ကနေကျွန်တော်ပြထားသလို2 ရွက်လောက်ခြံပြီးကကြီးနဲ့ညှက်ပစ်လိုက်ပါ။အဖူးတွေထွက်နေတဲ့အကိုင်းတိုင်းကိုညှက်ပစ်ရပါမယ်။အဖူးပြန်ထွက်လာတိုင်းလည်းအဲ့လိုလုပ်ပေးလိုက်ပါ။အဖူးကိုညှက်ပေးခြင်းဖြင့်အပင်ကိုမျိုးစိမရသေးဘူးဆက်ကြီးထွားရမယ်ဆိုတဲ့စစ်ကနေပေးလိုက်သလိုဖြစ်တာကြောင့်အပင်ကအပွင့်ပွင့်မသွားဘဲနဲ့တရွက်အသစ်တွေဆက်ထွက်ပြီးအသက်ဆက်ရှင်နေတာပါအခုလိုအဖူးတွေကိုမညက်လို့အပွင့်ပွင့်နဲ့အဆင့်ရောက်သွားမယ်ဆိုရင်အပင်ရဲ့အင်အားနဲ့အာဟာရအားလုံးကိုတရွက်အသစ်ထွက်ဖို့ထက်အပွင့်နဲ့မျိုးစေ့ဖြစ်ဖို့ကိုပဲပုံအော်ပြီးသုံးဆွဲလိုက်ပါတယ်နောက်ပြီးပင်စိမ့်ပင်ကပိုးကျတတ်ပါတယ်အရွက်လေးတွေလိမ့်နေတာတွေ့ရင်အထက်မှာပိုးကောင်လေးတွေရှိနေပါလိမ့်မယ်ပိုးရှိတဲ့အရွက်တွေကိုမရှင်းလင်းမှုဆိုရင်တပင်လုံးပိုးကောင်တွေအရန်ပွားလာပြီးပိုးကျသွားပါလိမ့်မယ်ညှက်လိုက်တဲ့အကိုင်းတွေကလည်းအလကားမဖြစ်ပဲဟင်းကပ်အမွှေးကြိုင်အဖြစ်ပြန်ထည့်ချက်လို့ရတာမလို့ပင်စိမ့်ပင်ကိုအိမ်မှာကြာကြာရှင်းသန်နေစေခြင်းရင်လိုက်လုပ်ကြည့်ပါအခြားနည်းလမ်းတွေသိရင်လည်းကွန်မန့်မှာမျှဝေခဲ့ပါခင်ဗျာ